Game Bus for Oridoria Champion League Grand Final Best of 5 Series ရဲ့ Game Number 1 AI Esport vs Falcon Esport ရဲ့ပွဲစဉ်ကတော့ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်ဟုတ်ပါတယ် Game Number 1မှာကနေဆိုနှစ်တင်းလုံးရဲ့ pit တွေကလုံးဝသွားပြီးတော့ကောင်းနေတာရှေ့ပွဲတွေမှာလည်းမတူညီတဲ့ drop pit တွေနဲ့ပြန်ပြီးတော့ထွက်လာခဲ့တဲ့ဆိုတဲ့အနေထားမှာတော့ဒါဒီ Best of 5 Game မှာတော့ဗောနော် Game Number 1လေးမှာဘယ်လိုမျိုးစပြီးတော့ဖြစ်မှာလဲထပ်ပြီးတော့ကြည့်ရမယ်ဗောနော်အဲ့တော့ Falcon တွေကပြန်ပြီးတော့တိုင်ပတ်သွားနိုင်တယ်ပြောရင်းဆိုရင်းနဲ့ပဲ first start တဲ့စတင်ပြီးတော့ပေါ်လာခဲ့ပါပြီနောက်မှလည်း Black နဲ့ပေးတာပြီး solve လုံးပေးလိုက်တဲ့ damage မှာ Messi နဲ့ Phobia Demon 4တစ်ခါ Spire ပြီး damage တွေအောက်မှာ PS first start ကိုပြန်ရတာတော့ပါလာခဲ့တဲ့ damage တွေအောက်မှာတစ်ခါ KDS နဲ့ချန်နေခဲ့တယ်ပြ Best Impact တွေအောက်မှာ First Black ကိုဒီကျွန်တော်ဒီ corner check movement speed တစ်ခါက slow တွေပါပါတယ်ဗောနော်အဲ့တော့ပြောရင်းဆိုရင် KS ပြန်ပြေးနေတယ်ဆိုတော့မရဘူးဗျပြီးသွားမယ်ဆိုရင်တော့သူ့အနေနဲ့ဒီမာသေးရာရဲ့ guidance ဝင်နေပါတယ်သုံးပြီးတော့ကောင်းကောင်းကြီးပဲ double လာဖို့ရှိလိမ့်မယ် Just handstand and speed on air for another one မှာ cycle e ကလည်း like a boss အောက်မှာ PS တက်ဆုံးတဲ့နေပဲ double တူပါ AI Esport နောက်ချက်က Ramik ကိုပါ PS ဒီတော့ကို item နဲ့ roll လေးကောင်းနေပြီဗျအော် PS ချက်ပြတိုက်တဲ့ PS7 ဘာမှတော့မလုပ်လိုက်ရဘူးဗျချိန်စမရီအောင်းနေဖြတ်နိုင်တဲ့ damage မလုံလောက်သေးဘူးဆိုရင်တော့ fast lock objective fight တွေကပြန်ပြီးတော့တင်စားဖို့တော့ကြိုးစားအောင်မယ် KDS နဲ့ Gloria Pathway နဲ့ backline ထပ်တိုးကျင်တော့ Cycle Claw back piece ကြောင့် Cycle E က speed on air for if you real warrior အမတ်ဘက်က PS နဲ့ KDS ကိုထပ်ပြီးတော့ဆုံးတော့ level damage တော့ shut down kill by dash နဲ့ 143k damage တော့ Ramik ဘလက်တကောင်တက်ယူနေပဲ 143 auto range မှာ Ramik တက်ပြီးတော့တိုင်းနေစေပါပဲ Ramik လုံးဝမတီးပါဘူးဗျ low fit ကအဲ့ဒါပေမဲ့ Messi ပြန်ရောက်လာရင်လည်းရမ်းမှန်နေ Ramik ကိုတော့ပြန်ပြီးတော့ KU ပြီးသွားပြီဗျအဲ့တော့ကတော့နောက်ပြီးတော့ပေါ်လာခဲ့ပြီဒီလောနှစ်တင်းလုံးတော့တကယ်ရေးကြီးရဲ့ဘယ်သူစရမလဲ PS7 ပြေးပြီးထိမိတာနောက်မှ Messi ဘာတက်ပြပါတယ် PS7 ပြီးတော့မတည်တယ်ဒီဘုန်းလေးကိုထဲလိုက်ပြန်ပြီးပြတယ် PS7 လွတ်နေတယ်ပဲအော်ဒါပေမဲ့ဟိုမှာ Roger like a boss မှာတော့ပြန်နေရတယ်ဒီဘက်က Death ပြန်ကြောက်တယ်ဒါပေမဲ့ Messi ပြန်ပြီးတော့ပြေးထားတဲ့နေတာတစ်ခုမှတော့တကောင်ပြန်ပြီးတော့လဲတိုင်းနောက်ဆုံးဒီလုံးမှာတော့ဘယ်သူကစပြီးရမှာလဲထပ်ကြည့်အောင်မယ်ဗျ well for 2 trade လေးမရှာပေးတာမျိုးလေး split push လေးပြန်သွားမယ်ဆိုလို့ရှိရင်တော့ cloud နဲ့ပို့ပြီးတော့ space ရဖို့ရှိလိမ့်မယ်နောက်ပိုင်း20ကတော့နောက်ကြိုင်မှာဗတ်တယ်လာမယ်ဆိုပို့ပြီးတော့ကောင်းအောင်မယ် Spear F104 ဆိုတော့ McKenna Spree by PS ဝင်တော့ crowd တကယ် damage နဲ့ကြားမှာ Elia တောက်ရှော့ backline ကိုလိုက်ပစ်ထားရတယ်ပဲဒီ first law တော့ AI Esport ရရှိမှုတော့များနေခဲ့ပါပြီဟုတ်ပါလေရသွားခဲ့ပြီဆိုရင်ဒီထားမှာတော့ဒီ first law နဲ့တူ AI Esport ဘာတွေနဲ့ထပ်ပြီးလုံးပြသွားနိုင်မလဲဆိုတော့ထက်ကြည့်ရမယ်ဗျဘေးနေရှိမှဒီ KH တို့ဘာတို့ကလည်းလည်းမပေးနိုင်လားလေဘာလို့ rate manipulation ပြန်ပြီးတော့ပေးထားတဲ့အနေထားမှာထပ်ပြီးတော့လုံးဝတော့ကြိုးစားနေရဆိုပေမဲ့ဒီလောက်ပဲရမှာဗျထက်ချဖို့တော့ကတော့မတွဲပါဘူးကမှထပ်ပြီးတော့ပြီးလာပြီဆိုတော့ကြလေဘက်တယ်လေးဘက်တယ်ဆိုင်ရတဲ့အနေထားမှာတော်တော်လေးကောင်းတယ်အဲမတောက်ချောက်ပဲတဘိုးတို့ကထဲရတယ်ဆိုင်ဝင်းကလော impact တွေတောက်ချောက်တွေရိုက်နေတဲ့အနေထားဟိုးမတက်သွေးတစ်ဆက်လေးတော့ပြန်လွတ်နေဒါပေမဲ့နောက်မချဲနေခဲ့ KX ကတော့မလွတ်ခဲ့ဘူးဗျ CC Ryan ပြန်ပြီးတော့ထိန်းထားတဲ့အနေထားမှာဘင်းပြန်ပြီး damage drop ဖို့တော့ကြိုးစားတယ်မကြလိုက်ဘူးဗျ Oh my journey impact တစ်ချိန်ကြားထဲမှာတော့ပြန်ပြီးတော့ down by dash ပြန်ဝင်ဖို့တော့ကြည့်ရဆိုပေမဲ့အဲ့ impact တွေဆိုင်ဝင်းကလောတွေဘလုံးမှမကြော်နိုင်ဘူးဗျ5 star လောက်ရှိမယ်ဆိုလို့ရှိရင်တော့တစ်ခါအရန်တူလို့သိမရအောင် Spear F1 နဲ့ backline control တွေအောက်မှာ Messi PS7 ထပ်ပြီးတော့ဆုံးသက်ထားရတယ်ပဲ4 versus 5မှာတော့ AI Esport ထပ်ပြီးတော့ lock advantage နဲ့တူပဲတက်လာပါဦးမယ်ဟိုးဘက်မှာ leader free kick တောက်လျှောက်ကိုပြစ်ခွင့်ရနေတဲ့အတိုင်းတာတခုက Falcon Esport တကယ်ပြောလို့မကောင်းဘူးဗျအဲ့တော့ second လောက်HP က2300ကျော်ကျန်နေတဲ့အတိုင်းတာတခုက mega တလင်းနောက်တစ်လင်းတော့ဖြစ်သွားနိုင်တယ်ဗျထိုင်းမှာတောက်လျှောက်ပဲ black fly မိထားတဲ့အနေထားတခုက PS ကေးပြီးတော့ဝင်တိုင်းတော့တဘိုးလေးကို terror damage တွေဘင်းဒီပြန်ချတော့နောက်မှရှိနေခဲ့တဲ့ dash knock ကိုပါ black ကျူဝက်တွေထပ်ပြီးတော့လိုက်လာသေးရဲ့ဗျ Messi တောက်လျှောက်ကိုပေးထားတဲ့ damage တွေချားတယ် mega တလင်းထိရခဲ့တဲ့ပြင်နောက်တစ် low way PS ထပ်တိုက်ထားတဲ့အနေထားမှာတော့ game number 1 AI Esport အနိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ် game number 3ကို AI Esport လား Falcon Esport လားကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာဟုတ်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော် Federation အတွက်ဒီနေ့တိုင်းပတ်သွားနိုင်တယ်ပြင်နော်အမလား Breeze နဲ့ Fred Train တစ်ခါကလည်း Integration နဲ့ပြန်ပြီးတော့ပေးခြင်းနဲ့ Auto Range မှာတော့လည်း Carly နဲ့ Sandstrom ပြန်ပြီးတော့ပေးခြင်းနဲ့ဆိုပေမဲ့ तू ကလည်းဘူးလို့ပြန်ရတာလေပဲထပ်ပြီးတော့ပြောအောင်ပါ P7 ဆိုလည်းသူ့ရဲ့ဒါ Vazana ကဲလို့ပြောရင်းဆိုလည်းပဲ Auto ထပ်ပြီးခဲထားပြီးတဲ့ဒီသားမှာတာတယ်တော့ Oh my god ဒီထိရလိုက်တယ် Dash first blood ဒီထပ်ပြီးတော့ပေးလိုက်ရပဲ Ryan Mix ရောက်လာခဲ့တယ်ဆိုပေမဲ့နည်းနည်းလေးတော့နောက်ကျသွားပါတယ် First start တဲ့ time ရတော့တစ်ဖက်က Falcon Esport နဲ့ကျွန်တော်တို့ဒါ Vazana တို့ Carly တို့ပြန်ရခဲ့တယ်ဆိုပေမဲ့တစ်ဖက်က AI Esport ပဲဒါတို့ကြော်ဖြတ်ခဲ့ပြီးတော့သူတို့အနေနဲ့နောက်တော့ back တစ်ချိန်ကိုပါတိုက်ထားဖို့ကြိုးစားနေပြီ Impact ရနောက်မှလည်း Ramik ပြန်ရောက်လာဆိုပေမဲ့ Messi အနေနဲ့ Yo Bliss ရှိနေခဲ့တဲ့ character တို့ကဒီ back ကိုတော့ PS ရရအောင်ပြန်ပြီးကြိုးစားခဲ့ဆိုပေမဲ့ရတော့မရဘူးဗျာအဲ့ number တောက်ရှော့ flying beam နဲ့ပြန် stand ပေးလိုက်ဒါပေမဲ့ဟိုမှာ KH ပြန်ရောက်လာတဲ့အနေထားမှာဟိုမှာ flick ကစပြီးတော့ပေးလိုက်ရတယ်ဗျာနောက်တော့ပဲထပ်ပေါ်ဖို့တဲ့ကြိုးစားခဲ့ဆိုပေမဲ့နောက်ရှော့ပြန်ပေါ်လာပါသေးတယ် dash ပြန်ဝင်လာတော့မရတယ် you later ကြားမှာ dash ကိုပြန်တက် PS အခုချိန်ရင်မသိသေးတော့ KH ပြန် down လာပြီဗျာကဲဒီမှာလည်းတစ်ဖက်ကလည်း cycle E ကဲဒီမှာလည်း Fred Train နဲ့ Energy Russian cast order pre declare ရ damage ဟောမှာ KDS ကို
ဆိုတော့ Giant Dash တွေခါလေးဆန်းဆုံးတွေဘယ်လောက်ဒီကိုမပေါင်းနိုင်လဲဘေးဒီ damage တွေရောပေါ့နော်ဘယ်လောက်ဒီထပ်ပေါင်းနိုင်လဲဟိုဘက်မှာ Ryan Ray နဲ့တူပဲထက်လိုက်တာသူမခဲတာ3အောင်တော့ထိတ်ရတာရေးပဲ Heavy Crossbow ဒီမှာအလီယာပြန်ရောက်လာတယ်ပဲဒီက Negative Passion ဘင်းဒီပြန်ကြတာရဲ့နေတော့မှာတော့ Oh my god ပြန်ထောင်းရရေးဗျာ Frontline မှာ damage တိတ်တိတ်လို့မရအောင်ဆိုတော့ခေတ္တမျိုးနေတာမျိုးတွေမှာ Ryan နဲ့နေရာသူ့မှာတော့ pan 4တွေပါတယ်မရှိတော့ဘူးဒါပေမဲ့ Messi နေနဲ့သူ cutting court ပဲပြန်သွားပေးနေမယ်ဆိုတော့မစိုးဘူးသို့တော်လည်း spare ကူတော့ပြန်ကြည့်နေရတဲ့ခိုင်တစ်ခုမှာဒီ second title fight တစ်ခုလေ AI Esports နဲ့ထပ်ပြီးတော့ရရှိဖို့တော့များနေတယ်ဒါပေမဲ့နောက်မှာတော့ dance နဲ့ retribution ရှိနေတဲ့ခိုင်တစ်ခု backline နဲ့ပတ်လာဖို့တော့ကြိုးစားနေတဲ့ PS ဒါမှမဟုတ် energy reaction နဲ့ beast damage အပ်တော့ဘာကြောင့်လဲဆိုရှင်လေ legament နဲ့ပိုင်းချိုင်းမှာဒီ beast တွေပါနဲ့ join life ဖမ်းဖို့လည်းတိတ်မသေးကြဘူးဗျဆိုတော့ PS frontline မှာစပြီးတော့ဖွင့်ပေးတာပြီနောက်မှာလည်းဖက်ကလည်း ram ပြင်းလို့ကြိုးစား platform နဲ့ sand top flick right hand ကတူဘာမှ cycle eager beast မှာ PS နဲ့ထားရပြီးတဲ့ damage ကကိတဲ့ကောထပ်ပြီးတိုင်းကမှာလူပညာရဲဆိုတဲ့ချက်တကူအရင်တော့သိမလို့နောက်မှာလည်းတစ်ပတ်ကကျွန်တော်တို့3ချက်နဲ့ glory buff ခဏက damage တော့ breeze နဲ့ clay ရကိတဲ့တက်ပြခဲ့ damage မှာ dash in the background ကို control လုပ်ပေးနေတဲ့ beast အောက်မှာ background တက်တဲ့ episode 1တွေရိုက်ခွဲနေတဲ့ damage အောက်မှာတစ်ပတ်က dash ကော Messi လိုက်ပြီးတော့အဆုံးသတ်နေတဲ့ 1 for 1 နဲ့ cutting court please တောင်းချောက်ပါလာတဲ့ damage အောက်မှာတော့ triple kill but Messi နဲ့တူအမှန်ပဲဗျာနော် Fake Esports အနေနဲ့ mid first tower မရရောက်ဘူးဆိုတော့တန်တိတ်တမျိုးနဲ့ပဲ Esports တော့ damage အောက်မှာ cycle eager နဲ့ please ကိုင်းပေါ် damage ကြားတော့ stop blow နဲ့ blast တက်ပြီးတော့အဆုံးသတ်ပြ Venom က breeze နဲ့ clay ရ100% ကိတဲ့တောင်းချောက်ပဲ all machine နေထပ်ပြီးကြည့်အောင်ပဲဗျာဖက်မှာ AI နဲ့တော့ fine man ထပ်ပြီးတက်လာ PS တောင်းချက်ကိုထိန်းထားတဲ့နေတာတစ်ခုမှာတော့ Messi တောင်းချက်ကိုလည်း FC ချားရမှာတော့ပြတ်သွားခဲ့ရပြီဗျာအဲ့တော့တကောင်လေးပဲချန်နေတဲ့ဘင်းဒီနောက်တော့ dance ချန်ရှိနေတဲ့နေတာတစ်ခုကဘယ်လိုမျိုးဆက်ပြီးတစ်ဖက်မှာလည်း low win ပြတ်သူတခါလေးပြတ်ဖို့တဲ့ကြိုးစားနေ PS7 ပြန်ပြီးတော့ဘင်းဒီတောင်းချက်ကိုပြတ်ခွဲနေတဲ့တိုင်းတစ်ခုက counter defense တစ်ခုတော့ Fake Esports ပြတ်သားထားနိုင်ပါသေးတယ် first tower ကိုတော့ပြန်ပြီးတော့ပေးချရအောင်ပဲ Oh heavy crossbow damage ချားရမှာ ဘာပဲသိမ်းမယ်ဆိုရင် objective file ကိုဆိုင်မှုလို့ကြိုးစားခဲ့တာပဲဒါပေမဲ့ဒီလိုကပြန်ကြားပြီးတော့ထင်တယ်လို့ကြီးတော့အစမပြေဘူး glory buff ကိုနဲ့ဆက်ပြီးတော့ကိန်းထားတဲ့ episode 1 retrain the banner with Papini လောက်ပြတဲ့ breeze အောက်မှာ match နေတဲ့ big game energy rush တဲ့ကြားတော့ဂျာနေက dash ကိုလာတယ်ပဲတော့ backline ကိုဖြတ်တန်းသွားဖို့ကြိုးစားနေတယ်ပဲဒီချက်မှလည်းသူတို့ပြန်ပြီးတော့ကြိုးစားနေတယ်2 1 နဲ့ cycle eager တစ်ဖက်ကလည်း low တစ်ဖက်က dash chat run နဲ့ 4 3 နဲ့ banner with အောက် over journey လောတော့ရောက်ပြီးသွားတဲ့ extra pepper but Messi ban just အောက်3 1နဲ့ပြီးတော့ကြောင်းကြောင်း Messi နဲ့ stay alive လွတ်မြောက်နေတယ်ဗျ everything what about being ပြန်មកတော့ပါလေ breeze အောက်မှာ2 now တော့ extra pepper but Elita တက်ပြီးတော့ဆုံးသက်တယ်နောက်တော့4 match down ဂျင်းကြပါခေးရတို့ကြောင်းကြောင်းပါလာခဲ့ damage တော့ please ကိုင်းဝိုင်းကြောင်းရှောင်း chat run နဲ့ Messi ရောက်ယူသွားတော့တော် damage အောက်မှာကိန်းကြထိန်းထားဖို့တော့ကြိုးစားနေမယ် 4 versus 1မှာတော့ AI Esports တောင်းချောက် Christian တို့ဂျိုင်ခွဲဖို့တော့တက်ပြီးတော့တက်လာပါသေးတယ် အဲ့တော့နောက်ဆုံးတော့ AI Esports တောင်းချောက်ကိုရိုက်ခွဲနေနေပဲ game number 3ဦးဆောင်ဝင်လေးကိုတော့ AI Esports ပြန်လည်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီ game number 4လေးဟာပွဲလေးပြပြီးသွားမှာလားဒါမှမဟုတ်ကျွန်တော် Battle Fight Series ရဲ့ game 5ကြီးကိုတွားပြီးကြည့်ရမယ်ပွဲတစ်ပွဲဖြစ်သွားမှာလားဆိုတော့ဒီ game 4လေးနဲ့တူပဲကြည့်ရတော့မှာဖြစ်ပါတယ်ပြီးတော့ရှိနေသူရဲ့ wine chat တွေကိုကျွန်တော်တစ်ချက်တော့ပြန်ကြည့်ရအောင်ပဲ dance တွေနဲ့အရှိရနေအကောင်းဆုံးဝင်ပြီးတော့ထိန်းနိုင်မှာလား PS ကပဲဝင်ပေါက်နိုင်မှာလား PS ဘက်ကနေ American Fire Beast တွေပြန်ဖို့ကြိုးစား Delicate မရှိအောင် Pro မှာ black ပြန်ကြသွားပြီဗျာနောက်တော့ PS ရဲ့ dance တွေပြန်လိုက်ဆွဲမှာ home မှာ Riot Mix သူရတော်တော်လေးကိုနေပါလေပဲကို e-sport လေးပဲရအောင်ယူမှာပဲအဲ့တော့အဲ့နှစ်တင်းရဲ့အားပြိုင်မှုကိုကျွန်တော် first လုပ်ပါတော့ oh mama flicker white chair Riot Mix မကြောက်ဗျာ black ကိုတော့ခဲ့ရောနောက်ပြန်ပြီး Riot ပြေးပြီးတော့ Danny Catch နဲ့ဒီမှာတက်ပြီးတော့ Malay နဲ့ကတော့လာတော့ black သူရတော့ black တော့ချက်ချောတော့ခဲ့တော့နောက်ပြေးပြီး case ကသူရတဲ့ပါစေကလို့ရှိနေချက်ပြီးတော့ပေးနေပါလေနောက်ကပြန်ပြီးပေးနေရတဲ့ damage ကြားရမှာတော့ပြန်ပေးလိုက်ရတဲ့ case ပြန်ချသွားခဲ့တဲ့တော့ဘာ black ပိုင်းပြီးတဲ့ over la PS damage ပေးပြီးတော့ကျိုးသားနေမယ်လေပဲဒီက item 3ချောင်းမထွက်သေးတယ်အလီဒါတကယ်လို့ item 4ချောင်းလောက်ထွက်ပြီဆိုရင်တော့ Falcon e-sport ဘက်ကလည်းပဲတစ်ဖက်ကအလီဒါပေးတဲ့ damage ကိုတော်တော်လေးခံရမှာအဲ့ဒါကိုသူတို့တော့သိရ Riot ပြေးပြီးတော့ oh my Danny over ပေးလိုက်ရ PD ပြတ်ကျလာတယ်ဗျာအဲ့တော့ 1 for 1 play မှာ 10 but တက်ကြတယ် evolution 2 man kidding ဘက်ကရှိမနေရနေတာတခုမှတော့ oh မလည်း Messi နဲ့ Riot နှစ်ယောက်တည်းရက်တင်နေခဲ့နေပဲ Riot တက်ကြပါခဲ့နေပဲဒီချိန်မှာတော့3 man Falcon e-sport ပြန်ထောင်းလာခဲ့တာပဲဖြစ်ပါတယ်လုံးဝပြေးဝင်ဖို့တော့ကြိုးစားနေတယ်အောင်မလို့ညောင်းတော့ပေါင်းပြီး wild day နေခဲ့တော့မနောက်ကပြေးဝင်လာခဲ့တဲ့ elite damage တွေ cross တွေပြေးဖို့တော့ကြိုးစားလာရင်တော့မလို့တစ်ဖက်က bullet တွေပြန်ပြခွဲနေခဲ့တယ်ပြီးတော့ white chat ကောင်းလိုက်တဲ့ Danny Catch ပြန်ပြီးပေးလာခဲ့တော့မပြန်ပြီးပေးတယ် black ရောက်တော့ဖြစ်နေခဲ့တယ်နောက်မချက်ပြီးတော့ပဲတောင်းသွားခဲ့တယ် room တယောက်ကြားမှာတက်ရှောင်းလာခဲ့တော့ Riot Mix ချက်ပြီးတော့ဝင်ဖို့ကြိုးစားနေ 3v1 saturation တစ်ခုကြားထဲမှာတော့ပြန်ပြေးထွက်လာတဲ့ game တွေ P7 အကောင်းဆုံး damage တွေပြန်ပြီးတော့လာခဲ့ပါတေးပြီမလို့မရတော့ပါဘူးချက်ပြီးပေးလိုက်ရတော့မရတော့ဘူး AI E Sport
ပွဲကိုအဆုံးသတ်နိုင်တော့မှလားမီနီယာဝင်းကနောက်ကနည်းနည်းလေးတော့ဒိုနေသေးတယ်ဗျဘီနီပြတ်ထွက်လာတော့မယ်နောက်မှ KD 3 second တော့ဒိုနေပါသေးတယ် Secret Hammer နဲ့ပြန်တွန်းထုံးနိုင်ပါလားဆက်ပြီးတော့ချိရမယ်မလွယ်တော့ဘူးတင်တယ် AI Esport တကယ်လို့ပဲ Champion ဆိုတော့တတ်မှတ်ပြီးတော့ပဲ AI Esport တိမ်ပိုက်သွားခဲ့နေပဲ Falcon Esport တော့နောက်ကောက်ချနိုင်ခဲ့ပြီဖြစ်ပါတယ်